ပုံတွေထုတ်ရှင်တဲ့ solution เนาะကျွန်တော်တို့ပထမဆုံးကျွန်တော်တို့လူတိုင်းအသုံးပြုနေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီ ChatGPT application ကိုကျွန်တော်တို့အရင်ဆုံးဝင်ပေးရပါမယ်Okay ဒီ ChatGPT application ကတော့ကျွန်တော်လူတိုင်းလိုအသုံးပြုနေပြီလို့ကျွန်တော်ယူဆတယ်ပေါ့နော်ဒီကောင်ကတော့ကျွန်တော် Play Store ကနေကျွန်တော်တို့အဲ့ application ကို download ဆွဲပြီးတော့မှကျွန်တော်တို့ကျွန်တော်တို့ရဲ့ Google account နဲ့ကျွန်တော် sign in လုပ်ပြီးတော့မှကျွန်တော်အသုံးပြုလို့ရတယ်ပေါ့နော် Okay ကျွန်တော်တို့အဲ့လိုမျိုးပုံထုတ်ဖို့ဆိုလို့ရှိရင်ကျွန်တော်ဘာကိုအရင်ဆုံးကျွန်တော်လုပ်ဖို့လိုအပ်လဲဆိုလို့ရှိရင်တော့အရေးကြီးတဲ့အချက်ကတော့ကျွန်တော်တို့ဒီပေါ့နော်အဲ့ဒီကျွန်တော်တို့ဒီပုံထုတ်ဖို့အတွက် prompt ပေါ့နော် prompt လို့ခေါ်တယ်ပေါ့နော် prompt လိုအပ်တယ်အဲ့ဒီ prompt ကိုလည်းကျွန်တော်တို့ကပေါ့နော်ဒီဘယ်လိုရေးရမယ်ဆိုတဲ့ဟာကိုကျွန်တော်လိုက်ရှာနေကြမလို့ဘူးကျွန်တော်တို့ဒီမှာပဲကျွန်တော်တို့လိုချင်တဲ့ပုံကိုမြန်မာလိုရေးလိုက်လို့ရတယ်ပေါ့နော်ကျွန်တော်ကဥပမာအနေနဲ့ကျွန်တော်ရဲ့ note ထဲမှာကျွန်တော်မြန်မာလိုရေးထားတာတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီဟာကိုကျွန်တော်ကဒီမှာ copy ယူပြီးတော့မှကျွန်တော်အဲ့ဒီထဲမှာကျွန်တော်ထည့်ပြီးတော့မှကျွန်တော် prompt တစ်ခုကိုကျွန်တော်ရေးခိုင်းမှာပဲဖြစ်ပါတယ် Okay ဒီမှာပေါ့နော်အဲ့ဒီဒါကကျွန်တော်ဥပမာပြပေးထားတာပေါ့နော်ဒီပရိသတ်ကြီးတို့အနေနဲ့လည်းဒီမိတ်ဆွေတို့ဒီကြိုက်နေတဲ့ရာပုံထုတ်ဖို့အတွက်ကြိုက်နေတဲ့သလိုကျွန်တော်ရေးလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီမှာကျွန်တော်ဥပမာအနေနဲ့ပြချင်တာဖြစ်တဲ့အတွက်ကျွန်တော်အစောဒီပေါ့နော်ဒီမြန်မာလိုဒီရေးထားတဲ့ prompt တစ်ခုရေးဖို့အတွက်ပေါ့နော်ဒီမြန်မာလိုကျွန်တော်လိုချင်တာကမြန်မာနိုင်ငံရဲ့ရွှေတကုံဖျားမှာဖျားရှိခိုးနေတယ်ပေါ့နော်အသက်25နှစ်အရွယ်ရှောမောလာပါတဲ့မိန်းကလေးတယောက်ပုံစံလူပုံစံအစ်အတိုင်းပေါ့နော်တူအောင်ဆွဲပေးဖို့အတွက်ကျွန်တော် prompt တစ်ခုကိုကျွန်တော် ChatGPT ကိုကျွန်တော်ရေးခိုင်းမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးကျွန်တော်ထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပေါ့နော်ဒီများလေးအပေါ်ထောင်နေတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်တယ် Okay ဒါဆိုလို့ရှိရင်သူကဒီမှာပေါ့နော်အောက်မှာဒီမှာပေါ့နော်ဒီမှာAI art prompt ဆိုအင်္ဂလိပ်ဆိုပြီးတော့မှဒီမှာရေးပေးနေရပေါ့နော်သူကပြည့်စုံအောင်ရေးပေးတယ်အပေါ်မှာတော့သူကအင်္ဂလိပ်လိုရေးပေးတယ်ပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်တော့သူကဒီမှာပေါ့နော်ဒီမြန်မာလိုသူကထပ်ပြီးတော့မှသူဘာသာပြန်ပေးတာပဲဖြစ်ပါတယ်Okay ဒါဆိုလို့ရှိရင်ဒီမှာပေါ့နော်သူကလိုအပ်လင်းပုံဆွဲပေးနိုင်ပါတယ်ဆိုပြီးတော့သူကထပ်ပြီးတော့ပြောတယ်ပေါ့နော်သူရဲ့ ChatGPT မှာလည်းပုံဆွဲလို့ရတယ်ဆိုပြီးတော့သူကပြောတာပေါ့နော် Okay ကျွန်တော်ဒီ ChatGPT မှာပုံဆွဲတာကိုတော့ကျွန်တော်နောက်ဆုံးမှကျွန်တော်ပြောပြရင်ပေါ့နော်ကျွန်တော်အခုလောလောဆယ်ဒီမှာပေါ့နော်အရန်ကိုဒီပုံဆွဲလို့ကောင်းတယ်ကျွန်တော်တို့ဒီ website ဟိုမိတ်ဆက်ပေးမှာနော်အဲ့တော့ကျွန်တော်ကအခုဒီမှာပေါ့နော်သူကဒီမှာပေါ့နော်အကောင်းဆုံးဒီ prompt တစ်ခုကိုသူကဒီမှာအင်္ဂလိပ်လိုရေးပေးထားတယ်ပေါ့နော်ကျွန်တော်တို့ကဒီမြန်မာလိုရေးပေးထားတဲ့ prompt ကိုတော့ကျွန်တော်တို့ယူလို့မရပါဘူးဒီအပေါ်ကသူအင်္ဂလိပ်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီစာကိုထည့်ပြီးတော့မှမေးလိုက်တာနဲ့သူကဒီလိုမျိုးအကောင်းဆုံး prompt တစ်ခုကိုရေးပေးတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဒီကောင်ကို copy ယူဖို့အတွက်အဲ့ကောင်ဖိထားပြီးတော့မှကျွန်တော် select text ဆိုတာကိုနှိပ်လိုက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီအင်္ဂလိပ်စာကိုကျွန်တော်တို့ copy ယူမှာဖြစ်တဲ့အတွက်အဲ့အင်္ဂလိပ်စာကိုအစကနေပြီးတော့ကျွန်တော်နောက်ဆုံးထိအောင် select ပေးပြီးတော့မှအပေါ်က copy ဆိုတာလေးကိုနှိပ်ပြီး copy ယူလိုက်ပါ Okay ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်ထဲကိုသွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကြိုက်နေတဲ့ရာ browser ထဲကိုသွားလိုက်ပါကျွန်တော်ကတော့ဒီမှာ Google Chrome ထဲကိုကျွန်တော်သွားလိုက်ပါတယ်Okay အဲ့ဒီမှာကျွန်တော်တို့ဘာရိုက်ပေးရမလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟိုဒီမှာ ideogram ပေါ့နော် IDEO IDEOGR IDEOgram AI ဆိုပြီးတော့မှကျွန်တော်ရှာလိုက်တယ်အဲ့လိုမျိုးရှာလိုက်တယ်ဆိုလို့ရှိရင်ဒီမှာပေါ့နော်အပေါ်ဆုံးမှာရှိတဲ့ IDEOgram ပေါ့နော်အဲ့ဒီအပေါ်ဆုံးမှာရှိတဲ့ IDEOgram ဆိုတဲ့အစာအပြအောင်လေးကိုကျွန်တော်နှိပ်ပေးလိုက်ပါ Okay ကျွန်တော်တို့ဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့သူကကျွန်တော်တို့ဒီမှာပေါ့နော်ဒီ website ကကျွန်တော်တို့ဒီ sign ရင်တော့ကျွန်တော်ဝင်ပေးရ sign ရတော့လုပ်ပေးရတယ်ပေါ့နော်ကျွန်တော်တို့ကဒီမှာ Google account နဲ့ကျွန်တော်ဝင်มาဖြစ်တဲ့အတွက် continue with Google ဆိုတာကိုကျွန်တော်နှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်ကဒီမှာကျွန်တော်ရဲ့ Google account ရှိပြီးသားဖြစ်တဲ့အတွက်အဲ့ဒီ Google account ကိုကျွန်တော်ရွေးပေးလိုက်တယ်ပေါ့နော်မိတ်ဆွေတို့အနေနဲ့လည်းဒီနေရာမှာ Google account ကိုမရှိသေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ရဲ့ရှိတဲ့ Google account ကိုကျွန်တော်ထည့်လို့ရပါတယ်အဲ့လိုမျိုးထည့်မှသာလည်းအသုံးပြုလို့ရမှာဖြစ်တဲ့အတွက်ကျွန်တော် Google account တစ်ခုတော့ထည့်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ရှိတဲ့ account ကိုကျွန်တော်ရွေးပြီးတော့မှကျွန်တော်နှိပ်လိုက်တယ်ပေါ့နော်Okay ဒါဆိုလို့ရှိရင်တော့ကျွန်တော် Google account ထည့်လိုက်တာနဲ့ဒီမှာသူ့ရဲ့ website ထဲကိုရောက်သွားပြီပေါ့နော်အခုလိုမျိုးပေါ်လာဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအမှားချက်ပုံစံလေးနဲ့ကျွန်တော်တို့ဖျောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကကျွန်တော်တို့အလဲကဒီအပေါင်းလက္ခဏာလေးကိုနှိပ်ပေးလိုက်ပါ Okay အဲ့လိုမျိုးကျွန်တော်နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီထဲမှာကျွန်တော်တို့ကဒီမှာကျွန်တော်အရင်ဆုံးကျွန်တော်ပထမဟိုပေါ့နော်ဒီတစ်ခုပြမယ်ပေါ့နော်အဲ့ကကျွန်တော်ဗာလဲဆိုတော့ကျွန်တော်ပြန်ထွက်လိုက်ဆိုလို့ရှိရင်ကျွန်တော်ဒီပေါ့နော်ညာဘက်အောက်တောင်းကကျွန်တော်တို့ဒီမှာကျွန်တော်တို့ရဲ့ profile ပေါ့နော်ကျွန်တော် M ဆိုတဲ့ဟာလေးကိုကျွန်တော်နှိပ်လိုက်တယ်တဲ့ဆိုလို့ရှိရင်တော့ तू ကဒီမှာပေါ့နော်ဒီမှာ तू ကတရက်ကိုကျွန်တော်တို့ credit 12ခုပေးတယ်ပေါ့နော်ဒီမှာအပေါ်မှာ12ဆိုတဲ့ဟာလေးပေါ်နေရပေါ့နော်12ခုကျွန်တော်တို့ကပုံတစ်ခါထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော် credit 4ခုကုန်ပါတယ်4ခုကုန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဟိုပုံထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့3ကပဲထုတ်လို့ရတယ်ပေါ့နော်3ကပြီးတာနဲ့ကျွန်တော်တို့တရက်စာကျွန်တော်ပြီးပြီပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်ရက်မှထပ်ပြီးတော့မှထုတ်လို့ရမှာပဲဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကဒီဟာကကျွန်တော်တို့တကယ်လို့ဒီ unlimited ကျွန်တော်တို့သုံးကျင်တယ်အကန့်အသတ်မရှိသုံးကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ plan လေးဝယ်ပြီးတော့မှကျွန်တော်တို့သုံးရမှာဖြစ်ပါတယ်ကျွန်တော်တို့ကဝယ်ပြီးတော့လည်းမသုံးဘူး free သုံးမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါကိုကျွန်တော်ရှင်းပြတာပဲဖြစ်ပါတယ် okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်အလဲကအပေါင်းလက္ခဏာလေးကိုကျွန်တော်ပြန်နှိပ်လိုက်ပါ
နှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အစောနာက ChatGPT ကနေကျွန်တော်တို့ copy ယူလာတဲ့ prompt ရှိတယ်ပေါ့နော်အဲ့ဒီ prompt ကိုကျွန်တော် copy ယူလာဖြစ်တဲ့အတွက်ဒီထဲမှာကျွန်တော်တို့ paste လုပ်လိုက်ပေါ့နော် okay ဟုတ်ပြီဒါဆိုလို့ရှိရင်အဲ့ prompt ကိုသူကဒီထဲမှာထည့်သွားပြီပေါ့နော် okay ကျွန်တော်ဆက်ပြီးတော့မှကျွန်တော်ရှင်းပြမယ်ပေါ့နော်ဒါကတော့ကျွန်တော်ဒီအောက်ကကျွန်တော်တို့ဒီမှာ style ဆိုတဲ့နေရာမှာတော့ကျွန်တော် auto ပဲထားမယ်ဒီမှာပေါ့နော်ဒီ model ဆိုတဲ့နေရာမှာလည်းကျွန်တော်အဲ့ကောင်ပဲဒီဟာကိုပဲကျွန်တော်ထားမယ်ပေါ့နော်ဒီမှာ magic prompt ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ကဒီမှာ auto ပဲကျွန်တော်ရွေးပေးလိုက်ပါမယ် okay အောက်မှာကျွန်တော် aspect ratio ဆိုတာရှိရပေါ့နော်အဲ့ဒီကောင်ကတော့ကျွန်တော်အရေးကြီးပါတယ်ကျွန်တော်တို့ကဒီမှာ9:16ပေါ့နော်ဒီမှာအလယ်မှာ1:1တို့16:9တို့ရှိရပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ဒီပုံရဲ့ဒီအရှိုးအစားကိုကျွန်တော်ရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ပုံကိုကျွန်တော်16:9နဲ့ပဲကျွန်တော်ထုတ်မှာဖြစ်တဲ့အတွက်အခုလိုမျိုးပဲကျွန်တော်ရွေးထားတယ်ပေါ့နော် okay ဒီတိုင်းပဲဒီပုံစံအတိုင်းပဲကျွန်တော်တို့ကပုံကိုထုတ်မယ်ပေါ့နော်ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ညာဘက်အပေါ်တောက်မှာရှိရဲ့ဒီအမဲအောင်လေးနဲ့ generate ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ okay ဒါဆိုလို့ရှိရင် तू ကတော့အဲ့ဒီပုံထုတ်ဖို့အတွက် तू က run နေပြီပေါ့နော်အောက်မှာ getting magic prompt ဆိုတာကို तू ကအဲ့ဒီမှာကျွန်တော် run နေတယ်နောက်ပြီးတော့အဲ့မှာ waiting ဆိုပြီးပြပြီးတော့မှतू ကတဖြည်းဖြည်းနဲ့ရာခိုင်နှုန်းတွေတက်လာပြီးတော့မှအဲ့ဒီပုံကို तू ထုတ်ပေးနေပြီဖြစ်ပါတယ် okay ဒီမှာပေါ့နော်အောက်မှာကျွန်တော်ပုံနေရပြီပေါ့နော် तू ကပုံထုတ်ပေးတယ်ကျွန်တော်ဒီမှာရွှေတကုံဖရားမှာကျွန်တော်တို့ဒီကောင်မလေးတယောက်ပေါ့နော်ဖရားရှိခိုးနေတဲ့ဟာကိုကျွန်တော်တို့ဒီမှာ तू ပုံထုတ်ပေးတယ်ပေါ့နော် okay ဒါကတော့ကျွန်တော်တို့ဒီမှာရေးတဲ့ဒီ prompt ပေါ်မှာကျွန်တော်တို့ multi ပြီးတော့မှကျွန်တော်တို့ပုံတွေကပြောင်းလဲသွားမယ်ပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်လည်းအရန်ကိုအဆင်ပြေတယ်ဒီမှာပုံလေးတွေရတယ်ပေါ့နော်အဲ့ဒီပုံကိုကျွန်တော်လိုချင်တယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ပုံကိုထောက်ပြီးတော့မှဒီအောက်မှာကျွန်တော် download ဆိုတာလေးကိုနှိပ်လိုက်ရင် तू ကအလိုလျောက်အပေါ်မှာ download ဆွဲသွားမှာပဲဖြစ်ပါတယ်okay ဒီမှာအရန်ကိုလာပါတဲ့ပုံလေးတွေရပြီပေါ့နော် okay ဒါကတော့ကျွန်တော်ဒီ ideogram ဆိုတဲ့ဒီ website တစ်ခုနဲ့ကျွန်တော်စမ်းပြထားတာပဲဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ဒီမှာပဲပုံထုတ်လို့ရတာလားဗောနော်ဒီဟာကဒီမဟုတ်ဘူးကျွန်တော်နောက်ထပ်ဒီ website တစ်ခုအကောင့်ဆုံး website တစ်ခုနဲ့ကျွန်တော်ထပ်ပြီးတော့မှကျွန်တော်မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်အဲ့ဒါကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်เนาะဒီမှာကျွန်တော်အပေါ်မှာဘယ်လိုရရမလဲဆိုရင် leo ဗောနော် leo nar leonardo ai ဆိုတဲ့ဟာရှိဗောနော်ဒီမှာ leonardo ရိုက်လိုက်ရင် leonardo ai ဆိုတဲ့ဟာလေးပေါ်လာတယ်ဗောနော်အဲ့ဒီထဲကိုကျွန်တော်တို့ဝင်ပေးလိုက်ပါokay ခုလိုမျိုးကြာလာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ leonardo ai ဆိုတဲ့ဟာတွေကိုအစအပြရောင်လေးတွေကိုထပ်ပြီးတော့ကျွန်တော်တို့ဝင်ပေးလိုက် okay ကျွန်တော်တို့ဒီထက်ကိုရောက်သွားပြီဗောနော်ရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာအလယ်မှာ guest test ဆိုတာရှိဗောနော် guest test ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ okay သူကဒီရဲကိုရောက်သွားပြီဆိုလို့ရှင်တော့ကျွန်တော်တို့ထုံးစံအတိုင်းပဲဒီက sign up လုပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ပုံမှန်အတိုင်းပဲကျွန်တော် Google account နဲ့ကျွန်တော် sign up လုပ်မယ်ဆိုတဲ့ဟာကိုဒီမှာ Google ပုံစံလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါတယ်okay ကျွန်တော်တို့အဲ့လိုမျိုးကျွန်တော် Google account နဲ့ကျွန်တော်တို့ sign in လုပ်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီထဲမှာကျွန်တော်တို့ဒီမှာဘယ်ဟာကိုသွားပေးရမလဲဆိုလို့ကျွန်တော်ဒီမှာ image ဆိုတဲ့နေရာလေးရှိတယ်ဗောနော်ကျွန်တော်တို့ဒီမှာအလယ်မှာ image ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ okay အဲ့လိုမျိုးနှိပ်ပြီးသွားပြီဆိုလို့ရှင်เนาะကျွန်တော်ဒီမှာအပေါ်မှာဒီအမားချင်းလေးနဲ့ပုံစံမျိုးလေးနဲ့ကျွန်တော်တို့ဖြောက်လိုက် okay ဖြောက်ပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင်ဒါတွေကကျွန်တော်တို့ plan ဝယ်လို့ရတယ်ဆိုတာကိုသူကပြောပြထားတာပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဘေဘက်ပေါ်တော့ကများလေးနဲ့အပြင်ပြန်ထွက်လိုက် okay ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာပေါ့နော်image ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ okay ဒီတက်ကိုရောက်သွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့အပေါ်မှာပေါ့နော်ကျွန်တော်ညာဘက်အပေါ်တောက်မှာဒီမှာ150ဆိုပြီးတော့မှသူကရှိတယ်ပေါ့နော်အဲ့လိုမျိုးဒီ150ဆိုပြီးရှိတယ်အောက်မှာကျွန်တော်တို့ကဒီမှာပေါ့နော် create ဆိုတဲ့နေရာလေးပေါ့နော် create ဒီမှာ66ပေါ့နော်အဲ့ဒီဟာကကျွန်တော်တို့ဒီမှာဓာတ်ပုံတစ်ခုကိုကျွန်တော်ထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ150မှာ66ကျွန်တော်တို့ကုန်မယ်ပေါ့နော်ကုန်မယ်ဆိုပြီးတော့မှသူကပြောပြထားတာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကပုံထုတ်မယ်ဆိုလို့ရှိရင်ဒီနှစ်ခါလောက်ပဲကျွန်တော်တို့ထုတ်လို့ရမှာပေါ့နော်ဒါကကျွန်တော်တို့ free ဖြစ်တဲ့အတွက်ကျွန်တော်အဲ့လောက်ပဲထုတ်လို့ရမယ်ဆိုပြီးတော့ပြောပြထားတာပါကျွန်တော်တို့ဒီ unlimited ပေါ့နော်အကန့်အသတ်မရှိထုတ်ရှင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်150ပေးမှာကျွန်တော် upgrade ဆိုတာရှိရပေါ့နော်အဲ့ကနေကျွန်တော် plan တွေဝယ်ပြီးတော့မှကျွန်တော်သုံးလို့ရတယ်ပေါ့နော် okay ကျွန်တော်တို့ကဒီမှာပေါ့နော် free ဟိုပဲကျွန်တော်သုံးမှာဖြစ်တဲ့အတွက် okay အဲ့ဒီမှာကျွန်တော်တို့ကအစောကကျွန်တော် ChatGPT ကယူလာတဲ့ကျွန်တော် prompt ရှိရပေါ့နော်အဲ့ဒီ prompt လေးကိုကျွန်တော် type a prompt ဆိုတာဒီမှာပေါ့နော်ဒီမှာဒီနေရာလေးရှိတယ်အဲ့နေရာကိုထောက်လိုက် type a prompt ဆိုတဲ့နေရာမှာအစောကကျွန်တော်တို့ ChatGPT က copy ယူလာတဲ့ဟာကိုကျွန်တော်တို့ copy paste ကျွန်တော်ထပ်ပြီးတော့မှလုပ်လိုက်ပါokay ဒါဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီမှာဒီထဲကိုရောက်သွားပြီဒီမှာအပေါ်ဆုံးမှာလဲ classic ဆိုတာရှိပေါ့နော် classic ကနေဒီမှာflow state image ကြံပေါ့နော်အများကြီးကျွန်တော်ပြောင်းပြီးတော့မှလုပ်လို့ရတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့က okay ဒီမှာပေါ့နော်ဒီကောင်ပဲကျွန်တော်တို့ create လုပ်မယ်ပေါ့နော် create လုပ်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာအောက်မှာကျွန်တော်တို့ဒီ point ပေါ့နော်66 point ကုန်မယ်ဆိုပြီးတော့မှသူကပြောတယ်ပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအောက်မှာကျွန်တော် create ဆိုတာကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါ
Okay ဒါဆိုလို့ရှိရင်เนาะသူက create လုပ်နေပြီပဲဖြစ်ပါတယ်သူ create လုပ်နေတဲ့အချိန်ကိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီကောင်ကမြန်တယ်ပေါ့နော်မြန်တယ်အရင်စောင့်စရာမလိုဘူးပေါ့နော် Okay ဒီမှာပေါ့နော်အစောကကျွန်တော်တို့ ideogram ထုတ်ပေးတဲ့ပုံနဲ့ဒီပေါ့နော်ဒီကျွန်တော်တို့ဒီ Leonardo ကကျွန်တော်တို့ထုတ်ပေးတဲ့ပုံကတော့မတူဘူးပေါ့နော်ကျွန်တော်ကတော့ ideogram ထုတ်ပေးတဲ့ပုံတွေတော့ကျွန်တော်ပို့ပြီးတော့သဘောကျတယ်ပေါ့နော် Okay ဒီမှာလည်းဟိုပုံလေးမစိုးပေါ့နော်လှပါတယ်ဒီမှာဒါပေမဲ့ကျွန်တော်ကရွှေတကုံဖျားလို့ပြောတာဖြစ်တဲ့အတွက်သူ့ရဲ့ပုံစံကတော့ရွှေတကုံဖျားနဲ့မတူဘူးပေါ့နော် Okay ဒါကတော့ကျွန်တော်တို့ website တစ်ခုနဲ့တစ်ခုနဲ့ကတော့ကျွန်တော်တို့တူမှာမဟုတ်ပါဘူးအဲ့လိုမျိုးအပြောင်းလဲရှိပါတယ်ဒီကောင်လည်းကျွန်တော်တို့ကိုလိုချင်တဲ့ပုံကို download ဆွဲချင်တယ်ဆိုလို့ရှိရင်တော့ကိုလိုချင်တဲ့ပုံလေးကိုထောက်ပြီးတော့အပေါ်မှာကျွန်တော်တို့download ပုံစံလေးမြားလေးအောက်ဆိုင်နေတဲ့ခါလေးရှိရပါတော့အဲ့ကောင်ကိုနှိပ်လိုက်တာနဲ့အပေါ်မှာ download ဆွဲသွားပြီပဲဖြစ်ပါတယ်okay ဒါကတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ Leonardo website ပေါ့နော် okay ဟုတ်ပြီကျွန်တော်နောက်ဆုံးအနေနဲ့ကျွန်တော်ဘာကိုပြပေးမလဲဆိုလို့ရှိရင်တော့ကျွန်တော် ChatGPT ကနေပြီးတော့မှကျွန်တော်တို့ direct ကျွန်တော်တို့ပုံထုတ်တာကိုကျွန်တော်ပြပေးပါမယ် okay ဒါကတော့ကျွန်တော် website ကနေပုံထုတ်တဲ့ပုံစံပေါ့နော် okay ဒါဆိုရင်ကျွန်တော်တို့အစောက ChatGPT ကိုကျွန်တော်တို့ပြန်သွားလိုက်ပါOkay ဟုတ်ပြီသူကဒီမှာပေါ့နော်အောက်မှာကျွန်တော်တို့ပေါ့နော်လိုအပ်ရင်သူကပုံဆွဲပေးနိုင်ပါတယ်ဆိုပြီးတော့မှသူကပြောထားတာပေါ့နော် Okay ဒါဆိုရင်သူ့ကိုကျွန်တော်တို့ဒီမှာပေါ့နော်ပုံဆွဲခိုင်းရပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အဲ့ဆိုရင်ပုံဆွဲပေးပါဆိုပြီးတော့မှကျွန်တော်ပြောလိုက်မယ်ပေါ့နော်โอเคအဲ့လိုမျိုးပြောလိုက်ပြီးတော့မှကျွန်တော်ဒီမှာပေါ့နော်ဒီစာလေးကျွန်တော်ပို့လိုက်ပြီဆိုလို့ရှိရင်သူကအဲ့ဒီပုံကိုသူကဒီမှာပေါ့နော် getting stat ဆိုပြီးတော့သူကပုံဆွဲပေးနေရဖြစ်ပါတယ်ကျွန်တော်ကဒီ ChatGPT ကပထမဆုံးဘာလို့တော့မပြရလဲဆိုလို့ရှိရင်တော့ဟိုသူကနည်းနည်းပေါ့နော်စောင့်ရတယ်ပေါ့နော်အဲ့ဒါကြောင့်နည်းနည်းဒီ free version ဖြစ်တဲ့အတွက်စောင့်ရတာကြားတဲ့အတွက်ကျွန်တော်ကဒီပေါ့နော်ဒီ ChatGPT မှာကျွန်တော်ပထမဆုံးအစဆုံးကျွန်တော်မထုတ်ပြခဲ့တာပဲဖြစ်ပါတယ်โอเคဒါကိုကျွန်တော်နောက်ဆုံးမှလုပ်ပြခြင်းဖြစ်တယ်ပေါ့နော်โอเคသူကဒီမှာ processing image ဆိုပြီးဖြစ်နေရဆိုလို့ရှိရင်တော့ကျွန်တော်တို့စောင့်တိုင်းပေးရမှာပဲဖြစ်ပါတယ်Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာပေါ့နော်ဒီမှာ ChatGPT ကနေပြီးတော့မှကျွန်တော်တို့အလှပဆုံးပုံတစ်ပုံကိုကျွန်တော်ရပြီပေါ့နော်ဒီ ChatGPT ကတော့ကျွန်တော်ဂျားထဲမှာကျွန်တော်3မိနစ်4မိနစ်လောက်တော့ကျွန်တော်တို့စောင့်ရတယ်ပေါ့နော်ကျွန်တော်ဒီအဲ့ဒီ3ခုတွေကကျွန်တော်ထုတ်ပြခဲ့တဲ့ထဲကနေပေါ့ကျွန်တော်အကြိုက်ဆုံးကိုကျွန်တော်ပြောပါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ ChatGPT ကနေထွက်လာတဲ့ပုံကိုကျွန်တော်အကြိုက်ဆုံးဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့အရန်ကိုကျွန်တော်တို့ဒီမှာနော်ပုံစံကလည်းအရန်တူတယ်ပေါ့နော်ဘာမှကိုပြောစရာမရှိဘူးလို့ကျွန်တော်ယူဆတယ်ပေါ့နော် ChatGPT ကပုံကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒီပုံတွေကိုဝင်ပြီးတော့မှအောက်မှာကျွန်တော်တို့မြားလေးအောက်ဆိုင်နေတဲ့စိတ်ဆိုတာလေးကိုနှိပ်လိုက်ရဆိုလို့ရှိရင်တော့သူကတခါတည်း download ဆွဲပြီးသားဖြစ်သွားမှာပဲဖြစ်ပါတယ်ဒီမှာ ChatGPT ကပုံကအရန်ကိုအဆင်ပြေရပေါ့နော်လှတယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်Okay မိတ်ဆွေတို့လည်းစမ်းကြည့်ကြပါဦးခင်ဗျာတကယ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းကျွန်တော်ရဲ့ comment ပေါက်မှာဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာ